ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတာတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတာတိယံပိဓမ္မံတရဏံဂစ္ဆာမိတာတိယံပိသံဃံတရဏံဂစ္ဆာမိဒီတရဏဒေလံပရိပုံဏံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဒေနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာသာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒာဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမေရာယမေဇဗမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိသာတဝနှလုံးပြောပြောင်းအိုသူတော်ကောင်းပေါင်းတို့တောင်းမေတ္တံသူတော်ကောင်းတို့သည်ဒေဝရာတမ္ပတိဒါယကေနလူနာနိဗ္ဗာန်သုံးနံသောချမ်းသာကိုပေတစွာထားသောဒေသရဏေနဘေဘေစီဒါစီပေတာတောင်းမအဆုံးမြတ်တရဏဂုံနှင့်သဟတကဝါမင်းစင်ကဓမ္မနာဂရံအင်္ဂါငါးရန်နှင့်ပြည့်စုံတော်မူသောအရိယသာနာအရိယပုဂ္ဂိုလ်အပေါင်းတို့သည်အတ္တနှင့်လဲလဲ၍တကယ်ချစ်ခင်မြတ်နိုးနှစ်သာအပ်သောဒီလာအင်္ဂါငါးပါးရှိသောသီလတော်မြတ်ကိုအပမဒေနမမေမလယောမဘောမသာသောတတိတရားဖြင့်တမ္ပါဒေထာကောင်းစွာမသွေပြည့်စုံအောင်အားထုတ်နိုင်ကြပါစေကုန်သတည်းစာရုပ်ရှိတော့အနာကဲစာရုပ်အနာကဲစာရုပ်အနာကဲတာလေအနာကဲတာလို့ကြည့်ခဏကြည့်ပါလားကြည့်ခဏကြည့်အဲ့ခဏခလို့ဆိုခဏကြည့်မှာပါလေအဲ့ဒါဟိုကြပါဘုရားရှိခိုးမေတ္တာဘုရားပြောဘုရားရှိခိုးအာလုံတရားမဟုတ်ခင်တရားမနာခင်တရားဟောပိုင်ရှင်ဖြစ်သောသုံးလောကထွတ်တာသဗ္ဗညုဘုရားကိုနမောတတသုံးချိန်ဖြင့်ရှိခိုးကြောကြရအောင်ကဲအာလုံလက်အုပ်ချီနမောတတဘဂဝတောအရဟတောသမ္မာ
ကိုပြီးရင်မြေတာပူကြရအောင်ကိုရင်ကတစ်ခေါက်တိုင်ပေးပါမယ်ဖိုးဖိုးတို့ဖွားဖွားတို့ဦးတို့တော်တော်တို့ကနှစ်ခေါက်ချိုးကြပါကိုစိတ်နှပြဘေးရန်ကွာချမ်းသာရပါစေမြေတာနှလုံးကိုစီသုံးရွှင်ပြုံးကြပါစေမြေတာရေဆန်းကိုစီဖြံအေးချမ်းကြပါစေမြေတာရန်သူဒေါသမှုအပူကင်းပါစေခန္ဒီဤယံဒေါသမတွန်းလှန်နိုင်ပါစေခန္ဒီနှလုံးအစင်သုံးရွှင်ပြုံးကြပါစေဒိုမြေတာစွမ်းကပါလွှမ်းငြိမ်းချမ်းကြပါစေကဲအားလုံးသာဓုခေါ်သာဓုသာဓုသာဓု ဘုံတော်လုံးဆရာတော်ကြောင့်ပြောလို့မှာဘုံကြီးကလေးပေါ့ အားလုံးဘိုးဘိုးတို့ဘွားဘွားတို့အားလုံးမင်္ဂလာပါဘိုးဘိုးတို့ဘွားဘွားတို့နဲ့ကိုရင်နဲ့အတိတ်ကပဋ္ဌာန်းဆိုင်ရှိလို့ရေဆိုင်ရှိလို့ဆောင်ရကြုံရတာဝမ်းသာပါတယ်ကိုရင်ကလည်းပဲအခုလိုကိုဘိုးဘိုးဘွားဘွားတွေကိုတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ရတာဝမ်းသာပါတယ်ဒီကနေ့တိရိမင်္ဂလာကြောင့်ဆရာတော်ဘုရားကြီးဤဘုံရိပ်ခံရိပ်မေတ္တာရိပ်ကိုခိုးလုံးကဟောကြားအပ်တော်တရားတော်ရဲ့အမည်ကနောင်တတတ္တိကြမြတ်ရေပြောပါတယ်လေနောင်တတတ္တိကြမြတ်ရေအရာနဲ့ဒီနေရာမှာဘိုးဘိုးဦးတင်ရှင်ဒုထရှင်ကုမ္ပဏီမိသားစုမှ300ကျပ်လူရမ်းပါတယ်ဦးမင်းဦးတော်ဆိုကြမောမိသားစုမြင့်မရ7သိန်းကျမ်းဦးရအေတော်ဆိုကြလိုက်မိသားစု7သိန်းကျမ်းကိုနိုင်ငယ်မတ်တောက်မိသားစုမြို့တစ်4ရက်
6သိန်းကြာယနေ့ညတရားပွဲနိုင်ဟောကြားတော်တရားတော်ရဲ့အမိကပါတယ်လေနောင်တတတေကြမြဲရေဒီကနေ့ဘဘဦးတင်ရှင်ဘဘဦးတင်အောင်ဘဘဦးဆိုးပိုင်တို့ဤကျေးဇူးဆောင်ကိုရင်ဒီကိုရောက်လာတာပါအခုလိုမျိုးဆောင်ရကြောင်ရတာဒီလည်းပဲဘဘတို့ဝါပါတို့ကိုရင်တို့ကရှမ်းသူလားမိသားစုတွေလားမိသားစုတွေရတာနဲ့ဘဘဦးတင်ရှင်ဘဘဦးတင်အောင်ဘဘဦးဆိုးပိုင်တို့ဤကျေးဇူးဆောင်ကိုရင်အခုလိုမျိုးဒီကိုရောက်လာတာပါအားလုံးကမိသားစုတွေပါပဲပြောပါတွေပါလေအေးအားရနဲ့တရားမဟောခင်အရင်ဆုံးဝိပဿနာလင်္ကာလေးကိုအရင်ဆုံးတိုင်းမေလိုက်ဆိုအချိန်တိုင်းမှာငါခန္ဓာအိုရာစီတို့သွားနေသည်မအိုသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာနာယာစီတို့သွားနေသည်မနာသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာသေယာစီတို့သွားနေသည်မသေးသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီဘဘတို့ဘာဘာတို့ကိုရင်တို့အခုရတာတဲ့ခန္ဓာသည်နေရမယ့်ခန္ဓာလားသိရမယ့်ခန္ဓာလားတနေ့ကြတနေ့ဘယ်ကိုသွားနေတာပါလဲကိုရာစီကိုနာရာစီကိုတေရာစီတို့သွားနေတယ်အဲရတာနဲ့မိုးခင်မနာခင်မသိခင်လေးမှာချိုတင်ပြီးတော့ကုသိုလ်ကောင်းမှုလေးတွေချိုတင်ပြင်ဆင်ထားဖို့မလိုဘူးလားမိဘချေစုစာတရားပွဲပြောပါတရားပွဲပါလေအဲရတာနဲ့မိုးခင်မနာခင်မသိခင်လေးမှာလည်းပဲကိုယ့်ရဲ့မိဘကိုချေစုစာဖို့မလိုဘူးလားလိုတဲ့ရတာနဲ့ဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကိုညတကောင်ရအချိန်မှာနတ်သားတယောက်ကလာလျှောက်တယ်ဘာလာလျှောက်တယ်လဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့အလူတွေအများကြီးရှိတဲ့ထဲမှာဘယ်အလူကအမြတ်ဆုံးပါလဲဘုရားလို့လျှောက်တယ်ပြောဘလို့လျှောက်ပါသလဲအရာရနဲ့ကိုယ်လင်္ကာလေးတိုင်းမဲလိုက်ဆိုအလူအများရှိတယ်ညာဘယ်အလူကအမြတ်ဆုံးလဲအလူအများရှိလေညာဘယ်အလူကအမြတ်ဆုံးလဲတစ်ခါလောက်ဆိုကြည့်ပါဦးအားဒီလို့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပြန်ပြီးတော့မိန်တော်မူတယ်လဲဆိုလို့ရှင်ကလိုက်ဆိုအလူအများရှိလေညာတရားအလူကအမြတ်ဆုံးပဲ